မှာကားစရာယောက်ျားချင်းချင်းဆိုရင်တော့လမ်းလျှောက်ရင်ကိုတုံးပြက်ကွာလောက်ကလျှောက်တာဒုတ်ချင်းဆိုစိတ်မဝင်စားလို့ခေါက်ဆွဲကြော်စားရင်တော့တူနဲ့မစားဘူးဆိုပဲဆရာတပည့်ချင်းနန္ဒတာတင်းလိုက်ပုံများကတရားလမ်းပေါ်ကော်ရီလောင်းထားတဲ့အတိုင်းပဲမိန်းကလေးတွေနဲ့ဆိုလို့ကတော့ပြားရည်ကိုတရားရည်ဆမ်းပြီးနိုးစီလောင်းထားတယ်လားပဲချိုလွန်းလို့မျက်နှာကြီးကိုပွက်စိတ်တက်မှဆိုးရတယ်ဤကြကွေးလို့နှစ်ချောင်းပူပြီးစီပူတဲ့ထဲကြော်ခံရရင်တော့ညီမလေးနေတာဆိုပြုံးကြီးရဲ့ကြော်ခံမှနဲ့နေမှာဆရာတပည့်ချင်းဆိုလက်ဖက်အိဆိုင်လိုက်ဖို့တော့အမြဲတမ်းအင်တင်လုပ်တယ်ကောင်မလေးနဲ့တွေ့ရဖို့ဆိုဓားတောင်ကိုကြော်မိပင်လေကိုဖျက်ရလဲအပြေအလွှာတွားလွန်းလို့ကဘာကျော်ပြေးဓမ္မဦးစိန်ဘော့တောင်အရှုံးမရမှာတေးကြပဲဘယ်ကဘလောက်ကြော်ဖယ်ရီကားဆိုလုံးဝမကြော်ဘူးကားဘဝကောင်မလေးတွေကိုငင်းနေလိုက်တာအတာမစားရတဲ့ဝေဒါလီဘီယာဘလူးနွားဒီကောင်တွေ့တဲ့အတိုင်းပဲချော်လေးတယောက်လောက်ကားဘဝဆင်းလာရင်ခေါင်းမှာညက်တဲ့ကလစ်ကအစဖနက်ဆိုင်ဆိုသူအကုန်လုံးမှတ်မိတယ်ငုံးမကားစရာဒါကြတော်လွန်းပါတယ်ဘယ်လမ်းကျော်ရောက်ရင်ဘယ်ကွင်းရဆိုင်ကဘယ်ကောင်မလေးဘလောက်ချော့လဲဆိုတာ Google မှာရိုက်ရှာစရာမလိုဘူးကားစရာကိုမေးလိုက်အကုန်အလွတ်ရတယ်ကျွန်တော်ဖုန်းနံပါတ်ကိုမှတ်မိလားမေးကြည့်လိုက်လုံးဝမမှတ်မိဘူးငုံးမကားစရာဒူအောင်နောက်ကြီးကဗတ်လိုက်လွန်အားကြီးတယ်ပေးခြင်းနဲ့မစရတော့ကားစရာတွေမိန်းကလေးကြောင်းနဲ့ပတ်သက်ရင်ညံကောင်းချက်ကအေဗာအိုင်စတိုင်းတော့အရှုံးပေးရမယ်ဆိုတာပါပဲငုံးမကားစရာအတော်ညံကောင်းလို့နဲ့ငုံးမကားစရာတော့ဖွဲစားနေကြထမင်းဆိုင်ထပ်မတော်ရဲတော့လို့နောက်တစ်ဆိုင်ပြောင်းစားတာကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြတဲ့ဆိုဖြစ်နေပြီရှင်ကြီးဟာဘာတွေဘလောက်တောင်ဆိုးတယ်လဲဆိုတာဆုံးအောင်နားထောင်ကြည့်လိုက်ပါတော့ကားစရာတို့တော့ရောက်အပြင်အမုံဆွဲဖို့ထမင်းတုံးပွဲကိုမပြီးတလို့နဲ့ဒီလိုလေးမှာလိုက်တယ်တစ်ဖက်သားကိုအမှန်မမရအောင်ဝတ်တားနေရတယ်ဘွယ်တားစားတဲ့ကားစရာအတွက်တော့တနက်သားကိုအပြက်စားမဲ့ကြက်တားနေရတယ်ဘွယ်တနာစပွဲပမာကားစပယ်အားလေးအတွက်တော့တားပြင်းမို့ရငားရင်းနေပါတပွဲမှာလိုက်တယ်ကြုံလာသမျှကိုပုံကာပြမှာမို့ငပိရီတို့စရာကိုအစုံနာချပါတော့ဆိုပြီးဗဇက်ကမြင်ဟန်နဲ့ဇမင်းသားဆန်ဆန်မှာပလိုက်တယ်ဗျာထမင်းပြူမာချက်ကတော့ကြောက်ခွဲတူနဲ့တယောက်တလဲကူပြီးအပြုံးမပြတ်တုံးချက်ထူပြီးမှစားရတယ်ထမင်းတစ်လုံးမြုံမဲ့စားမြင့်မိုးတောင်ကိုစီစွတ်ပြီးမြူတာမှချောကျူဝင်အောင်မယ်ဝတ်တာကြပြန်တော့လဲကားစရာတို့ကိုအယူမှတ်ပြီးမနူးမနဲ့ချက်တာဝါလို့တော့မရဘူးမတည်ရင်ဝတ်တာအစားကားတာယာကိုခုတ်ထည့်ပြီးချက်တာလားထင်ရတယ်ချက်တာရင်ကြတော့တစ်ဖက်သားညင်းပါသေးကြပဲရုပ်တရက်ကြည့်ရင်မုတ်ဆုံးမခွေရဲ့ထင်းစည်းကိုပကံနဲ့ထည့်တာလားမှတ်တယ်ဒီချက်ရတာရင့်လိုက်ပုံများမစားခင်ဦးတုံးချိန်ချခဲ့ရတယ်ဗျို့ကားစပရာကငါးဟင်းကိုတားပြင်းမဲ့လုံနေပြီမရေမရနဲ့အတေချာကြည့်လိုက်တော့မှငါးဟင်းအယိုးများလိုက်ပုံများမျိုးတုံးပြောက်ွယ်သွားတဲ့ရှားပါးတော်တွေရဲ့အယိုးစုတွေစုပုံထည့်ထားပါတယ်ဆိုပြီးတုရေတနာအဖွဲ့ကလာတိန်သွားတယ်ဗျာတို့စရာမြင့်ကြပြန်တော့လဲမာလိုက်တာအစာအုပ်တွေမှာတန်စီတန်ခွေးထည့်မဲ့စားဒီမြစ်ကိုထည့်ရင်တော့250လောက်ကတော့လက်ကြည့်စရာမလိုဘူးလက်ရတာမကောင်းတာဈေးကြတော့ကြီးလိုက်တာလွန်ပါရောဓမင်းတပွဲနဲ့ရွှေတစ်ချက်သားကဈေးချင်းတူပဲရှင်းခဲ့ရတဲ့ပတ်စံနဲ့ဘန်ကောက်ကိုရှော့ပင်ထွက်မယ်ဆိုရင်တော့မပေါ်လားအတော်ကြာအောင်နေပြီးမှဒေါ်လာ100လောက်တော့ပြန်ပါလာအောင်မှတေးကြပဲပေးခြင်းနဲ့မရှိရတော့ထမင်းဆိုင်တွေမှာမစားခင်ဈေးရင်မေးကြဖို့နဲ့လက်ရကောင်းတဲ့ထမင်းဆိုင်လေးတွေရှိရင်စားဖို့ရလမ်းညွန်ပေးကြပါအောင်ဆိုတာပါပဲ